ကျွန်တော်ပေါ်ကြောပါဒီနေ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော် eyeball ကိုကျွန်တော်တို့ controller တစ်ခုနဲ့တက်မယ်ဘာလို့ eyeball controller တစ်ခုနဲ့တက်မယ်ဆိုတော့ကျွန်တော် animation လုပ်တဲ့အခါမှာနော်ဆိုလို့ရှိရင်နော်မျက်စံကဟိုရွှေ့တဲ့အခါမှာ eyeball ကိုရွှေ့တဲ့အခါမှာ rotate လုပ်တဲ့အခါမှာ eyeball တစ်ခုချင်းကိုကျွန်တော် select လုပ်ပြီးတော့ လိုက်ပြီးတော့ရွှေ့နေရရင်မကောင်းဘူးနောက်တစ်ခါကျတော့ဘာလို့လဲဆိုတော့အဲ့တော့ selection မှာတက်ခါမှာအရန်ခက်ခဲမှုရှိလိမ့်မယ်။ဘာလို့ဆိုတော့ပေါ်ရရှိတဲ့ဒီနေရာမှာကျွန်တော် body မဆွဲရတဲ့အတွက်ကြောင့်ဘာမှပြဿနာမရှိဘူးလို့ထင်ရမယ်။တကယ်တမ်းအပေါ်ကနောက်ခင်ဗျားတို့ဒီကောင်းဦးကောင်းကောင်ကဒါဟုတ်တခုဖုံးကွယ်နေလို့ရှိရင်ဒီ eyeball ကို selection လုပ်လိုက် animation လုပ်အောင်ဆိုအရန်ခက်ခဲအဲ့တော့ကျွန်တော်တို့ eyeball ကိုလည်းကျွန်တော်တို့နောက်သူ့ကိုကျွန်တော်တို့နောက်ဆိုလို့ရှိရင်ကြည့်တဲ့ animation လုပ်ဖို့အတွက်ကြောင့်ကျွန်တော်တို့ eyeball ကို controller တစ်ခုမဖြစ်မနေတက်ကိုတာမယ်เนาะဒါကတော့ပုံသင်နည်းတစ်ခုလိုပဲ eyeball ကိုရှင်းများเนาะလှုပ်ရှားမှုမှန်များအကုန်လုံး controller တစ်ခုတာမယ်ဒီနေ့တော့ဘာလဲဆိုတော့ eyeball ကိုကျွန်တော်တို့ controller တစ်ခုတာမယ်เนาะဆိုလို့ရှိရင်ဒါခင်ဗျားတို့ model မှာရှိပြီးသား eyeball တစ်ခုရှိနေမယ်သူဒီတဲ့ပုံများတာရှိနေမယ်ဆိုတော့ကျွန်တော်တို့ဘာလို့ဆိုတော့ browser မှာ head bar ကိုကျွန်တော်တို့တွားကြမယ် head bar မှာကျွန်တော်တို့ဒီတစ်ခါကျတော့ဘာပဲယူရပါတယ်သူတို့ညာလဲဘာလဲဆိုတော့ကျွန်တော်ဒီခါကျတော့ပြောင်းပြီးကျွန်တော် point လို့ယူရတယ် point ကိုကျွန်တော်တို့ eyeball sheet တယ်မှာเนาะဆိုတော့တက်နေများတော့ sheet တယ်မှာပေါ့ဆိုရင်ကျွန်တော်တို့ဒီကောင်ကိုထားမယ်เนาะ top view ကနေကျွန်တော်ချက်ကြည့်အောင်ဒီကနေကျွန်တော်ဒီ eyeball ရဲ့ sheet တယ်ပေါ့เนาะဆိုတော့ဒီမှာနောက်ဆိုလို့ရှိရင် numerous game မှာကျွန်တော်ရိုက်ထည့်ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာတော့ရိုက်ထည့်တော့ဒီလိုပဲကျွန်တော်နောက်ပေါ့เนาะဆိုတော့ eyeball sheet အဲ့တော့browser ကကျွန်တော် grip မှာတော့ထားခဲ့တယ်ဒီကောင်လေး grip မှာပဲအဲဆိုလို့ရှိရင်ထားလိုက်အဲ့တော့ရပြီဆိုလို့ရှိရင်ဒါပေမဲ့ကျွန်တော်မှားချင်တာပါလို့ဆိုဒီကိစ္စမှာကျွန်တော်ဒီ video tutorial မှာပြတော့တဲ့အားလုံးကျွန်တော်နာမည်မပေးပါဘူးเนาะခင်ဗျားတို့တကယ်လို့လုပ်လို့ရှိရင်တကယ်တမ်းလုပ်ငန်းခွင်မှာလုပ်လို့ရှိရင်တော့အားလုံးတစ်ခုချင်းတော့ခင်ဗျားတို့ကိုယ်ပိုင်နာမည်တက်ခဲ့ပါတကယ်လို့အဲ့လိုမျိုးမလုပ်ဆိုလို့ရှိရင်တကယ်နောက်ပြန်ကြည့်တဲ့အခါမှာနောက်ပြန်လုပ်မှရန်ခက်ခဲသွားလိမ့်မယ်နော်ဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ရပြီဆိုတော့နောက်တစ်ခုကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ line ကိုထပ်ဆွဲလို့ပေါ့ဆိုလို့ရှိရင်ကျွန်တော်တို့ line ကတော့ဘယ်လိုပုံစံပဲဆွဲရပါတယ်အဲ့တော့ကျွန်တော်တို့ line မဆွဲဘဲကျွန်တော် circle ကိုဆွဲမယ် circle ကိုနော်ဆိုလို့ရှိရင်ဒီနေရာမှာဒီ circle ကိုကျွန်တော်တို့ဘာပြောင်းမလဲဆိုလို့ရှိရင်SP line မှာ spin ကိုပြောင်းလိုက်မယ် spin ကိုပြောင်းပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်ကို shift နဲ့ copy ကိုပဲမယ်ဒါဘာမှမဟုတ်ပါဘူးကျွန်တော်ဆိုလို့ရှိရင်ဒါမျက်လုံးပုံစံလုပ်တဲ့တော့နောက်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့နောက်ဆိုလို့ရှိရင်ဒါကခင်ဗျားတို့ animation လုပ်တဲ့အခါမှာတိတာမြင်ထားနော်ဆိုလို့ရှိရင်မျက်လုံးပုံစံအဲ့တော့ rendering ဒီမှာ rendering နဲ့မှာဆိုလို့ရှိရင်ဘာလို့ဆို animation view ပုံကိုကျွန်တော်တို့ mark လုပ်ခဲ့ပါတိုးတော့ညာလဲ render ကိုတော့ mark မလုပ်ခဲ့ပါနဲ့ဘာလို့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ render လုပ်ကြည့်လို့ရှိရင်ဘာလဲ